ပြန်ကပေးစမ်းပါ你ဒီကိစ္စဘယ်လိုလုပ်မလဲငါသိချင်တာပဲသိငါသိချင်တာတကယ်လို့ဒီကိစ္စကိုမှတောင်းလို့ယူမယ်ဆိုရင်သူဘာမှဖြစ်ချင်ပါနဲ့ဟာငါသူရဲကောင်းတရားမဖြစ်ချင်ပါဘူးပါနင်းကိုဘယ်သူနဲ့မှမတူအောင်ချစ်တဲ့ယောက်ျားတစ်ယောက်ပဲမှဖြစ်ချင်တာ